သူရှောက်ခဲ့တဲ့လမ်းပေါ်ခုထိနားမလဲနိုင်သေးတဲ့အကြောင်းရဲ့ရှင်ကုန်မိတာအိမ်မဲမဟုတ်ဘူးနော်ဘယ်သူတွေဝိုင်းဖြည့်စီနိုင်မလဲရှင်ဆိုင်မနောက်မဆုံးတော့ဘူးပေါ့ဆုံးဖြတ်တော့မှကိုဆိုရွံ့မိခဲ့နေရတိုင်းမှာမေးတွေကြည့်ပေါ့ဆုံးဖြတ်တော့မှကိုဆို